ပြန်မတိုင်ခင်တရက်ဆိုလို့ရှိရင်အဓိကကဖိန်းတွေပေါ့နော်အယ်ကိုဟောပေါ့အဓိကတော့ရှောင်တင်တယ်ပြန်မတိုင်ခင်24နာရီဆိုလို့ရှိရင်အစားအသောက်ပြင်ဆင်ရမယ်နောက်တော့ရေဓာတ်ပေါ့ရေဓာတ်လည်းရေးကြည့်တာပေါ့နော်အဓိကဒီလိုမျိုး heat များတဲ့နေရာမှာနောက်ကီလိုမီတာလည်းဝေးပြေးမယ်ဆိုလို့ရှိရင်ရေဓာတ်ဖြည့်တင်တာလည်းရေးကြည့်တယ်ပြိုင်ပွဲမှာက long distance တင်မယ် heat လည်းဖြစ်မယ်ဆိုရင်ဒါရေဓာတ်တွေအများကြီးဆုံးရှုံးတော့မှာရေဓာတ်အနေနဲ့2.5 to 3.5 လီတာလောက်ကိုတနေ့လုံးမှာတောက်ထားပြီးတော့ပေါ့နော်မိုးလင်းတွေကစတောက်မယ်ဒီနေကင်းပိုင်းလဲရေ3ရရင်ရတယ်ပေါ့နော်အေးဝဝအိတ်ထားတော့မှပဲခန္ဓာကိုယ်က fresh ဖြစ်မယ်ပေါ့နော်ဒီအာယုံဆူဆိုင်မှုလည်းပိုကောင်းမှာပေါ့အေးပြက်လို့ရှိရင်ကြတော့ဒီခန္ဓာကိုယ်ရဲ့ဒီအာယုံပေါ့ဟို nervous system လဲဒါထိခိုက်တယ်ပေါ့နော်နောက်တစ်ခုကခုနအရေးကြီးတာအဲ့စားတောက်တဲ့အချိန်ပေါ့စားရတဲ့အချိန်နဲ့အဲ့ချိန်နဲ့အရန်ကတ်လို့မဖြစ်ဘူးပေါ့စားရတဲ့အချိန်နဲ့အဲ့ချိန်ကအနည်းဆုံး3နိုင်လောက်ခွာထားမှပဲအေးကကောင်းကောင်းအိပ်ပျော်တာပေါ့နော်ပြန်မတိုင်ခင်တရက်ဆိုလို့ရှိရင်အဓိကကဖိန်းတွေပေါ့နော်အယ်ကိုဟောပေါ့အဓိကတော့ရှောင်တင်တယ် breakfast ကနေပြီးတော့ညဘက်တီကိုဒါတေချာလေးကာဘိုဟိုက်ဒရိတ်ကိုစားသွားတင်တာပေါ့နော်စားသွားလို့ရှိရင်မနေ့ဆိုလို့ရှိရင်လည်း breakfast ဆိုလို့ရှိရင်ကာဘိုဟိုက်ဒရိတ်များတဲ့ဟာပါမုတ်တို့နောက်တော့ကစုံဥနောက် pancake ပေါ့နော်အဲ့လိုမျိုးကိုကြိုင်ငှက်ပြောသီး breakfast နေ့လည်စာဆိုလဲထမင်းနဲ့ဟင်းနဲ့ပေါ့အသားတက်ကိုကတော့လုံလောက်တဲ့ကိုယ်ခန္ဓာကိုယ်အတွက်လုံလောက်တဲ့ gram ပေါ့1.5 to 2 gram per kg ဒါကကိုယ့်ရဲ့ခန္ဓာကိုယ်အတွက်ရှိနေ့စဉ်လိုအပ်တဲ့အသားတက်ပေါ့နော်အသားတက်လေးပုံမှန်လောက်ပဲစားသွားတင်တယ်အထူးသဖြင့်ညဘက်ပေါ့ညဘက်မှာဆိုလို့ရှိရင်ကြတော့ဒီ carbohydrate ကိုပဲများများလုတ်တင်တာပေါ့နော် carb လုတ်တင်လုံးမယ်ဆိုလို့ရှိရင်ကြတော့သူ့ရဲ့ဟိုပါပေါ့နော်ဟိုလုတ်တင်တဲ့ဟိုပါပေါ့ပမာဏပေါ့နော်6 to 8 gram အများဆုံး10 gram per kg လောက်ထိလုတ်လို့ရတယ်။နောက်ဖက်ကတင့်တော်တဲ့ trail running မှာရိုးရိုး outdoor shoe နဲ့ပြေးတာတို့နောက် walking shoe နဲ့ပြေးတာတို့ဆိုရင်ကြတော့ခန္ဓာကိုယ်ရဲ့ဒီ body တစ်ခုလုံး impact လဲသွားတာပေါ့နော်။ joint နေနာမယ်နောက်ခြေအရင်ဆုံးဖြစ်မှာတော့ acute injury အဲ့ဒီခြေခောက်လဲတာတို့ခြေချော်လဲတာတို့နောက်တော့အနာတရားပုံးပဲ့တာဖြစ်တာပေါ့နော်